အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့မြင်းသင်္ခဗီဒီ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဗီဒီဟော့စတာများကိုအမြဲနားဆင်နိုင်ရင်ဆာကူရာလေးနှိပ်ပြီးအားပေးခဲ့ကြပါရှင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်တနင်္ဂနွေသားသမီးများအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်က9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးခြင်းဖြစ်ပါတယ်ဒီဩဇာအစီအစဉ်လေးကိုကျွန်တော်တို့အပတ်တင်တောက်ကြနေညနေ6နာရီမှာဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်ပါတယ်ဩဇာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်နံပါတ်1ကကျွန်တော်တို့ယူရိုမင်္ဂလာချမ်းကဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါလေနော်တော့မြည်သူမစိုးကျွန်တော်တို့ယူရိုမင်္ဂလာချမ်းမှာရရရာတွေလာပြီးတော့အခမဲ့ပြုလုပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီယူရိုမင်္ဂလာချမ်းမှာအင်္ဂါနေ့နဲ့စနေနေ့ဆိုရင်နဝင်းပွဲရရရာကြီးတွေရှိပါတယ်တနင်္ဂနွေနေ့ဆိုရင်တော့ခင်မွန်းကြီး10ပါအလူရရပွဲရှိတယ်ပေါ့နော်တနင်္လာနေ့ဆိုရင်နိုင်ငံခြားအမြန်သွားဖို့ခုံဖနက်စီးပြီးတော့ပြုလုပ်လို့ရတဲ့ရရရှိပါတယ်အင်္ဂါနေ့မှာဆိုရင်တော့နဝင်းရရရှိတယ်ညဘက်မှာဓာတ်ကြီးလေးပါရရရှိတယ်ကြာသပတေးနေ့မှာဆိုရင်တော့ခေါင်းဆေးမင်္ဂလာရရကြီးရှိပါတယ်တောက်ကြနေ့မှာဆိုရင်တော့တရားပွဲရရရှိပါတယ်အဲဒီတပတ်တာကာလရရတွေကိုမြည်သူမဆိုအခမဲ့လာရောက်ပြီးတော့ပြုလုပ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့တချို့မိတ်ဆွေတွေကယူရိုမင်္ဂလာချန်ကိုအကြောင်းမျိုးနဲ့မလာနိုင်တဲ့လူတွေရှိတာပေါ့နော်မလာနိုင်တဲ့လူတွေကတော့ယူရိုမင်္ဂလာချန်ရဲ့ဖုန်းနံပါတ်တွေကနေဆက်သွယ်ပြီးတော့ online ကနေပြီးတော့ဗီဒီဟောစတန်လေးတွေမှာယူနိုင်ပါတယ်39969239လုံးခုနှစ်ဆိုတဲ့ဖုန်းနံပါတ်ရှိတယ်39992029ဆိုတဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောစတန်လေးတွေမှာနိုင်ပါတယ်နော်အဲ့တော့တနင်္ဂနွေသားသမီးများအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်လေးတွေရှိပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တဲတော်နမိတ်ကကြတော့ဒုတ်6ချောင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုရင်တော့လူလင်တယောက်ကမြင်းစည်းရဲမဲ့လူလင်တယောက်ကအောင်မြင်မှုပန်းကုန်းကိုတည်ဆောင်လာတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်။နောက်တနင်္ဂနွေသားသမီးတွေဒီကလာမှာအလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေနောက်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေအောင်မြင်မှုရမယ်ပေါ့နော်။ပြည့်မြောက်မှုတွေရကိုကဇွဲလုံးလာဝရိယနဲ့ကိုကစူးစမ်းခဲ့တယ်အားထုတ်ခဲ့တယ်ဒီချိန်မှာအောင်မြင်မှုရဲ့အသီးအပွင့်ကိုခံစားရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအောင်မြင်စေဖို့အတွက်နောက်ကနေပြီးတော့တွန်းပို့ပေးမဲ့လူမျိုးတွေပေါ့ဝင်းရံမဲ့လူတွေထောက်ပံ့မဲ့လူတွေလည်းများစွာကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လုပ်ငန်းဆောင်တာတွေတိုးချဲ့ပြီးတော့လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်လုပ်ရင်ကောင်းမလားမကောင်းလားလို့လုပ်တင်လားမလုပ်တင်ဘူးလားစဉ်းစားနေရတဲ့ကိစ္စတွေရှင်လုပ်ကိုလုပ်တင်ပါတယ်အဓိကတော့အကျိုးပြုတဲ့မိတ်ဆွေရဲ့ပေါင်းတဲ့တငယ်ချင်းတွေနောက်အကျိုးပေးတဲ့လက်အောင်ငယ်သားတွေအများကြီးရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်အနေနဲ့လက်ရှိလုပ်ကိုင်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုအကြောင်းပြုပြီးတော့ခရီးဝေးတို့ခရီးနီးတို့နိုင်ငံခြားခရီးတွေပေါ့နော်သွားမယ်လို့ကြံစီစ조사အားထုတ်ထားတဲ့ကိစ္စတွေရှင်ဧကံမှုချသွားတင်ပါတယ်သွားတဲ့အတွက်လည်းအောင်မြင်မှုရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဟေးတနင်္ဂနွေသားသမီးတွေရဲ့စီးပွားရေးလုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့တဲတော်ကံကြမ္မာနဲ့တစ်ဆက်တည်းမှာပါရှိလဲဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့မော်ဝိဇ္ဇာတဲ့ဝိဇ္ဇာမတကယ်တော့နတ်မတကယ်တော့အကျိုးဖြစ်ထွန်းတာပေါ့ရုပ်တရက်မမျှော်လင့်မဲနဲ့ငွေစုလိုက်ပြန်လိုက်ဝင်လာတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတယ်အဖက်ဖက်ကနေပြီးတော့အစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေအောင်မြင်မှုတွေရတတ်တယ်ရစရာရှိတဲ့ငွေတွေချောချောမောမောရနိုင်ပေးစရာရှိတဲ့ငွေတွေလည်းပဲချောချောမောမောပေးနိုင်ကိုယ်အနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေကြုံနေတယ်ဆိုရင်တော့မှအဲ့ဒီပူပန်သောကတွေဟာဝိဇ္ဇာမတကယ်တော့နတ်မတကယ်တော့ပြည်လည်သွားတာမျိုးတွေဖြစ်နိုင်တာပေါ့ဒါတော့ဒီကလာမှာတနင်္ဂနွေသားသမီးတွေအတွက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာကိုပြောပါဆိုရင်စိတ်မပူနဲ့အစဉ်ပြေသွားနိုင်မိမိတို့ကိုးကွယ်ရာဘာသာလိုက်ပါနော်ဆူတောင်းခြင်းတွေ
မေတ္တာဘာဝနာပွားများခြင်းတွေသူတော်စင်သူတော်ကောင်းတွေရဲ့မေတ္တာဓာတ်ကိုခံယူခြင်းတွေကိုတေချာပေါင်းပြုလုပ်သင့်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်ဒါငွေချင်းနဲ့ပတ်သက်တဲ့ကံတာတာကိုပြောတာပါနော်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့ဓာနမိတ်ကြတယ်ဓာနမိတ်ကကြတော့အခက်အခဲလေးတွေကြုံရတတ်တယ်ပူပန်သောကလေးတွေကြုံရတတ်တယ်စိတ်ညစ်ရတတ်တာပေါ့နော်ဆွေမျိုးသားချင်းတွေနဲ့စက်တူရှယ်ယာပူတွေပေါင်းဆက်လောက်ကိုင်းဆောင်ရွက်မယ်လို့ရည်ရွယ်ထားတဲ့ကိစ္စတွေဆိုရင်မမျှော်လင့်မဲ့နဲ့ပြက်ပြားသွားတတ်တဲ့အချိန်ကာလမျိုးတွေလည်းဖြစ်တတ်ပါတယ်။နောက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေစီးပွားရေးအဆင်မပြေလို့လုပ်ငန်းဆောင်တာတွေမှာအဆင်မပြေလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကကြုံလို့ကိုယ်မှာစိတ်တော့ကကြုံရတတ်ပါတယ်။အဲဒီကာလမှာဆွေမျိုးသားချင်းဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ရင်တော့အဲဒီစိတ်မောလူမောကြုံရတတ်ပါတယ်။နောက်လူမှုရေးကံတာတာတွေမှာကြတော့တနင်္ဂနွေသားသမီးတွေအတွက်ကျဲပွင့်ဘယင်ဆိုတဲ့နမိတ်ကြတော့နော်ဒီနမိတ်ကကြတော့တော်တော်လေးကောင်းပါတယ်လူမှုရေးကံတာတာတွေကောင်းတယ်နောက်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုယူရမှုလေးစားမှုတန်ဖိုးထားမှုတွေကိုအပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ဘယ်ပေါင်းစုံကနေပြီးတော့ကိုညီပံဖို့ပေးမယ်မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေလည်းကြုံရတတ်ပါတယ်နောက်ကျမ်းမာရေးကတော့အထူးပြောစရာမလိုပါဘူးကျမ်းမာရေးကံတာတာကောင်းပါတယ်ကျမ်းမာရေးအညံ့တွေအခိုက်တွေကြီးကြီးမားမားမရှိဘူးယောဂကြီးကြီးမားမားမဖြစ်ဘူးခံစားနေရတဲ့ယောဂဝေဒနာတွေတောင်မှတိတိတသာတက်တာပျောက်ကင်းသွားမဲ့ကံတာတာမျိုးရှိပါတယ်နောက်ပညာရေးကိစ္စကိုအကြောင်းပြုပြီးတော့ခရီးသွားရတတ်ပါတယ်နိုင်ငံခြားပညာတော်သင်ကိစ္စတွေထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလပါနောက်ချင်းနောက်နဲ့ပတ်သက်တော့ကျဲပွင့်ဧကရီတဲ့မျက်နှာပွင့်နေစမ်းပွင့်နေချစ်သူမရှိသေးတဲ့တနင်္ဂနွေသားသမီးတွေကချစ်သူရတတ်တယ်အိမ်တော်ရေးကိစ္စစေတကြောင့်လည်းကိစ္စမင်္ဂလာကိစ္စတွေပြုလုပ်ဆောင်ရွက်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်သားသမီးရင်သွေးရနာလည်းရတတ်တယ်နောက်ကိုယ်နဲ့ကွဲကွာနေတဲ့ချစ်သူထံကနေပြီးတော့တည်င်းကောင်းတွေအဆက်အသွယ်ကောင်းတွေကြားတတ်တဲ့အချိန်ကာလပါအဲ့တော့ဒီကာလမှာကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့ကံသာတာကံကြမ္မာကိုဖတ်ကြားတဲ့အခါမှာကံသာတာအကောင်းများပါတယ်အညံ့နေတယ်ပေါ့နော်အကောင်းများပါတယ်နော်တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်ဆိုရင်အပြာရောင်ရဲ့နီညိုရောင်ရဲ့ကောင်းပါတယ်အပြာရောင်လေးတွေကောင်းတယ်နီညိုရောင်လေးတွေကောင်းပါတယ်နော်အပြာရောင်လေးတွေဝတ်ပါနီညိုရောင်လေးတွေဝတ်ပါနောက်အကျိုးပေးတဲ့နံပါတ်ကတော့6ကနန်း3ကနန်းဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတစ္ဆာပန်း6ကက်ကိုကတ်လူပူဇော်ပြီးတော့ဆူတောင်းပါအညံ့အခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါကျွန်တော်တို့တနင်္ဂနွေသားသမီးများတပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာအဆိုးကောင်းလေးတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့အကြောင်းမျိုးနဲ့ယူတော်မင်္ဂလာချံကိုမလာရောက်နိုင်တဲ့မိတ်ဆွေတွေရှိပါတယ်အဲ့ဒီမိတ်ဆွေတွေကိုကတော့ကျွန်တော်တို့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဘေးတွေမေးမြန်းလို့ရပါတယ်နောက်ဟောဒရန်လေးတွေမှာလို့ရတာပေါ့နော်ဟောဒရန်လေးတွေကတော့ရက်ချင်းပြန်ပေးမှာဖြစ်ပါတယ်အဲ့ဒီရက်ချင်းလေးအတိုင်းကျွန်တော်တို့ပြန်လဲပြီးတော့ပို့ပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးအပေါင်းလဲကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒပြည့်ပါစေပေါ့နော်အထူးအဖြင့်ကျွန်တော်တို့ဖိတ်ကြားကြတာလေးတစ်ခုရှိပါတယ်လာမယ့်ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာအုံညိုပွဲရှိပါတယ်ညနေဘက်ညဘက်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ ਨੇ အတူတကွအုံညိုပွဲမှာပါဝင်ဆင်နွှဲခြင်းတဲ့လူတွေယူတော်မင်္ဂလာချမ်းကိုခရစ်စမတ်နေ့အရောက်လာခဲ့ဖို့ဖြစ်ပါတယ်ကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ကြပါစေလို့ဆုတောင်းမေတ္တာလေးပို့သပေးပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများအားလုံးမင်္ဂလာပါတနင်္လာသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်ဒါရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျဲပွင့်တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်က9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးခြင်းဖြစ်ပါတယ်ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကောင်းမွန်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်ကျွန်တော်ယူတော်မင်္ဂလာချန်ကပုံမှန်တိုင်းဗုဒ္ဓဦးနေ့ရလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပေးနေပါတယ်နော်ယူတော်မင်္ဂလာချမ်းမှာသူ့ရဲ့နဲ့သူပြုလုပ်တဲ့ရတရားတွေကိုအခမဲ့မေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့အစီအစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့
အင်္ဂါနေ့နဲ့စနေနေ့ဆိုရင်နဝင်းပွဲရရရှိပါတယ်နော်မနေ့ပြန်ဆိုရင်နဝင်းရရကြီးရှိပါတယ်နောက်တနင်္ဂနွေနေ့ဆိုရင်ကျွန်တော်တို့ခင်မွန်းကြီး10ပါအလှရရပွဲရှိပါတယ်တနင်္လာနေ့မနေ့7နာရီမှာတော့နိုင်ငံခြားအမြန်သွားဖို့အလုပ်နေရာပြောင်းဖို့အတွက်ပြုလုပ်တဲ့ခုံမနဲ့ရရရှိတယ်နောက်အင်္ဂါနေ့မှာဆိုရင်တော့မနေ့ပိုင်းမှာနဝင်းပွဲရရရှိပြီးတော့ညပိုင်းမှာဓာတ်ကြီးလေးပါအလှရရပွဲကြီးရှိပါတယ်ဗုဒ္ဓဦးနေ့ကတော့ခြံပိတ်တာပေါ့နော်ကြာသပတေးနေ့မှာခေါင်းဆေးမင်္ဂလာရှိပါတယ်တောက်ကြနေ့မှာကြတော့ကျွန်တော်တို့တရားပွဲရရရှိပါတယ်ဒါကျွန်တော်တို့ယူရောမင်္ဂလာခြံမှာတပတ်တာကာလလုံးရောက်ရှိလာတဲ့9ရက်သားသမီးတွေကိုစင်သက်မပြတ်ပြုလုပ်ပေးနေတဲ့ရရကြီးတွေပဲဖြစ်ပါတယ်နော်မြည်သူမသူလွတ်လွတ်လပ်လပ်လာပြီးတော့ရရတွေပြုလုပ်ဆောင်ရွက်နိုင်ပါတယ်ဒါယူရောမင်္ဂလာခြံကမကြခင်မှာစတင်မယ်meditation center အတွက်စတင်ပြီးတော့ပြင်ဆင်နေပြီဆိုတဲ့အကြောင်းလေးကိုလည်းအားလုံးကြိုတင်ပြီးတော့သတင်းစကားလေးပါလိုက်ပါတယ်တချို့ကျွန်တော်တို့မိတ်ဆွေတွေကယူရောမင်္ဂလာချန်ကိုမလာနိုင်တဲ့မိတ်ဆွေတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ hostel လေးတွေမှာယူနိုင်ပါတယ် Viber ကနေမှာလို့ရတာပေါ့နော်ကျွန်တော်ရက်ချင်းပြန်ပေးပြီးတော့ hostel လေးတွေပြန်ပို့ပေးတာပါ Viber နံပါတ်လေးတွေကတော့3996နဲ့39လုံး9ဆိုတဲ့ဖုန်းနံပါတ်ရှိတယ်နောက်39992029ဆိုတဲ့ဖုန်းနံပါတ်ရှိပါတယ်အဲဒီဖုန်းနံပါတ်ကနေမှာပါနော်အဲ့တော့တနင်္လာသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တဲတော့နမိတ်လေးကဓာ9လက်ဆိုတဲ့နမိတ်ဖြစ်ပါတယ်ဓာ9လက်နမိတ်မှာဆိုရင်တော့လူတစ်ယောက်ကရှေ့ကိုသွားဖို့အတွက်ရှိတယ်ပေါ့ရှေ့ကိုသွားဖို့ခြေလမ်းနေပြင်လာတာပေါ့သူရဲ့ဥကောင်းကကြတော့နောက်ကိုပြန်လှည့်ကြည့်နေတာပေါ့ဒီကအမြင်တန်းတာပေါ့အတိတ်ကသူ့အတွက်ခြေတိုင်းဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်ဒါတည်းကသားသမီးတွေဟာတဲ့ဒီကာလတွေမှာမိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေအစစရရအဆင်ပြေစေဖို့ကံကောင်းစေဖို့အောင်မြင်စေဖို့အတွက်ဆိုရင်အနာဂတ်ကိုရှေ့ရှုရမယ့်အချိန်ကာလဖြစ်ပါတယ်အတိတ်ကာလတုန်းကအဆင်မပြေခဲ့တာတွေအတိတ်ကာလတုန်းကဆုံးရှုံးနှိမ့်မြုပ်ခဲ့တာတွေလက်ရှိမောင်မြင်တဲ့လုပ်ငန်းတွေဖြတ်တင်တာတွေကိုဖြတ်ရမှာပေါ့နော်ဖြတ်ပြီးတော့မှအနာဂတ်မှာအလုပ်တစ်တွေလုပ်ငန်းတစ်တွေအကြံစီတစ်တွေစိတ်ကူးတစ်တွေရည်ရွယ်ချက်တစ်တွေပလန်တစ်တွေနဲ့ကြိုးစားပြီးတော့ဆောင်ရွက်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကသူကတဲတော့နမိတ်ကညွှန်ကြားချက်ရဆိုရင်အတိတ်ကာလကနေပြီးတော့ယုံထွက်လိုက်ပါပေါ့အတိတ်ကာလကနေပြီးတော့ယုံထွက်လိုက်မှတာယာတဲ့ဆိုပြေတဲ့အောင်မြင်တဲ့အနာဂတ်တစ်ခုဘွားကနေပေါ်ပေါက်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သားသမီးတွေရဲ့စီးပွားရေးအလုပ်ကိုင်ကြံစီနဲ့ပတ်သက်ရင်လုပ်ငန်းသစ်တွေအလုပ်သစ်တွေကြံစီသစ်တွေစိတ်ကူးသစ်တွေကတော့ဧကံမုတ်ချအောင်မြင်မှုရနိုင်ပါတယ်အောင်မြင်မှုလည်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အတိတ်တုန်းကကိုကြိုးစားအားထုတ်ခဲ့တဲ့လက်ရှိအချိန်တွေမှာလည်းပဲအဆင်မပြေဘူးလက်ရှိကာလမှာလည်းမအောင်မြင်အဲ့လိုလုပ်ငန်းမျိုးတွေရှင်တချို့လုပ်ငန်းတွေကိုတော့ရပ်တဲ့အလုပ်တွေကိုရပ်ပစ်တင်ပါတယ်မအောင်မြင်တဲ့လုပ်ငန်းတွေကိုဆက်ပြီးတော့ကြိုးစားအားထုတ်နေလို့အောင်မြင်လာတဲ့အကြောင်းမရှိတာမျိုးတွေကိုလည်းကိုပြန်လဲပြီးတော့စမ်းစစ်ပြီးတော့ဝေဖန်တင်ပါတယ်နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ခွက်လူလင်းဆိုတဲ့နမိတ်ကြတာပေါ့နော်ခွက်လူလင်းနမိတ်ကကြတော့ကံတာကောင်းတာပါဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကကင်းမယ်ဆွေမျိုးသားချင်းတွေရဲ့ကုညီပံ့ပိုးပေးမှုကိုအပြည့်အဝရနိုင်တယ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့စက်တူရှယ်ယာပူးတွဲပေါင်းဆက်လောက်ကင်ဆောင်ရွက်ဖို့အတွက်ကြိုးစားအထောက်နေတဲ့တနင်္လာသားသမီးတွေရှင်တော့အင်မတန်မှကောင်းပါတယ်။နောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့တဖူးဆိုတာအယူကတ်ကြတာပေါ့အယူကတ်ကတော့မကောင်းပေါ့အဲ့တော့တနင်္လာသားသမီးတွေကလူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာနည်းနည်းညံ့တယ်လို့ပါပဲလူမှုရေးကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်ပေါင်းစည်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုလေးတွေကြုံရတတ်တယ်ပြောစကားဆိုစကားတွေမအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့ကျွန်တော်ငွေကြေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ညစ်စရာလေးတွေဖြစ်တတ်တယ်စိတ်ရှုပ်ထွေးစရာလေးတွေကြုံတတ်တယ်ဒါကြောင့်မလို့ဒီနေ့သားသမီးတွေဒီကာလမှာပတ်စံချီတာငှားတာအာမခံတာတွေလုံးမပြုတ်လို့တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ရစရာကြီးတဲ့ငွေတွေချောချောမောမောမရတာ
ပေးစရာရှိတဲ့ငွေတွေချောချောမောမောမပေးနိုင်တာငွေကြေးကိုအကြောင်းပြုပြီးတော့ငွေကုန်ကြီးကြများတာအဲ့လိုမျိုးလေးတွေကြုံရတတ်ပါတယ်နော်နောက်ကျမ်းမာရေးနဲ့ပတ်သက်ရင်နမိတ်အင်မတန်မှကောင်းပါတယ်ကျမ်းမာရေးညံ့နေရကနေကျမ်းမာရေးတွေပြန်လဲပြီးတော့ကောင်းမွန်လာဖို့ရှိပါတယ်ကျမ်းမာရေးစိုးစိုးရွားရွားအညံ့ခိုက်တွေမရှိပါဘူးခံစားနေရတဲ့ယောဂဝေဒနာတွေတက်တာပျောက်ကင်းသွားပြီးတော့ကျမ်းမာရေးတွေတိတိတတ်တာကောင်းလာဖို့ရှိပါတယ်နောက်ပညာရေးကိစ္စတွေသင်တန်းကိစ္စတွေဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အနည်းငယ်နှောင့်နှေးကြန့်ကြာမှုတွေကြုံရတတ်တယ်အဆင်မပြေမှုတွေကြုံရတတ်တယ်အခက်အခဲလေးတွေကြုံရတတ်ပါတယ်နောက်အခြေအနေနဲ့ပတ်သက်ရင်တော့တွဲလောင်းဆွဲခံရသူတဲ့နမိတ်ကတိုးလို့တန်လန်းဖြစ်တာပေါ့နော်တန်လန်းဖြစ်တဲ့အခြေတွေအဆင်မပြေမှုလေးတွေကြုံရတတ်တယ်အဲ့ဒီအဆင်မပြေမှုလေးတွေကလည်းချက်ချင်းပြန်ပြီးတော့ပြေသွားတာတို့ချက်ချင်းပြီးပြတ်သွားတာတို့ကွဲသွားတာတို့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တိုးလို့တန်လန်းဖြစ်နေတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်စိတ်ညစ်ရတတ်ပါတယ်အိမ်တော်ရေးတွေဆိုရင်လည်းကွဲမလို့ပေါင်းမလို့အခြေအနေတွေနဲ့ထင်ခေါ်ကြံ့ကြာတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲတော့ဒီနေ့ဒီတစ်ပတ်မှာတနင်္လာသားသမီးတွေအတွက်ကျွန်တော်တဲတော့နမိတ်တွေရတော့နည်းနည်းလေးအညံ့များတယ်လို့ပြောမယ်ဆိုရင်တော့ပြောလို့ရပါတယ်ဒါစီးပွားရေးလုပ်ငန်းဆောင်တာတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်ဒါကိုယ့်အကိုပြန်ပြီးတော့မနေ့စူးစမ်းအားထုတ်ပြီးတော့တီးဆောက်တည်တင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့သားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်လေးတွေကတော့အဝါရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်အဝါရောင်လေးတွေဝတ်ပါအဖြူရောင်လေးတွေဝတ်ပါနောက်9ကနန်း2ကနန်းကအကျိုးပေးသောနံပါတ်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမုံဟင်္ဂါကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံ့ခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါတနင်္လာသားသမီးများတပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာအဆိုးကောင်းများအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူရမင်္ဂလာချမ်းမှာလာမယ့်25ရက်နေ့ခရစ်စမတ်နေ့မှာအုံရုပ်ပွဲရှိပါတယ်ညနေဘက်ညဘက်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ ਨੇ ဆရာကြီးမင်းကအုံရုပ်ချင်းကိုအစွဲပြုပြီးတော့အုံရုပ်ပွဲတွေကျင်းပကြတယ်တူတကွအုံရုပ်ပြီးတော့လူရဆန္ဒတွေပြေဝစီဖို့အတွက်ပြုလုပ်တဲ့အုံရုပ်ပွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းကျွန်တော်တို့ ਨੇ တူတကွလာရောက်ပြီးတော့အုံရုပ်ပွဲမှာပါဝင်နိုင်ကြပါတယ်ဆိုတဲ့အကြောင်းဖိတ်မှန်ကပြုပါတယ်နော်ခုနှစ်ရက်သားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေအစာရည်သားတွေပေါ်ကျွယ်ဝပြီးတော့ဘေးဥပ္ပန်နေရကင်းရှင်းကြပါစေနော်မကြခင်မှာကျွန်တော်တို့ခုနှစ်ရက်သားသမီးများအားလုံးအတွက်အမြဲတမ်းနှလုံးစိတ်ဝမ်းအေးချမ်းစေမဲ့ယူရမင်္ဂလာချမ်းရဲ့ဒုတိယမြောက်ရည်ရွယ်ချက်ရည်မှန်းချက်ပန်းနိုင်ဖြစ်တဲ့ meditation center စတင်နိုင်ဖို့အတွက်စတင်ပြင်ဆင်နေပြီဖြစ်တဲ့အကြောင်းအားလုံးကိုသတင်းစကားလေးပါလိုက်ပါတယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေဝကြပါစေအင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်အင်္ဂါသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်ရိုက်ကူးတင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ကံကြမ္မာဖတ်ကြားပေးတာပေါ့နော်ဟောတဲ့အစီအစဉ်လေးကမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီဝမင်္ဂလာချမ်းတွေကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြပါတယ်နံပါတ်1ကဒီဝမင်္ဂလာချမ်းကဗုဒ္ဓဦးနေ့ကလို့ပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်နော်ဒီဝမင်္ဂလာချမ်းမှာပြုလုပ်တဲ့ရက်တွေကိုအခါချင်းငွေတပြားစချက်မှမတောင်းခံမနဲ့မေတ္တာသက်သက်စေတနာသက်သက်နဲ့အခမဲ့ကုညီဆောင်ရွက်ပေးတဲ့ရက်တွေပဲဖြစ်ပါတယ်ကျွန်တော်ယူရမင်္ဂလာချမ်းမှာသူ့ရဲ့နဲ့သူပြုလုပ်တဲ့ရက်တွေရှိပါတယ်အပတ်စဉ်စနေနေ့နဲ့အင်္ဂါနေ့တိုင်းမှာနဝင်းပွဲရက်တွေရှိပါတယ်ဆိုတော့နဝင်းရက်တွေခြေခြင်းနဲ့မိတ်ဆွေရာစနေအင်္ဂါခြေလို့ရပါတယ်နော်နောက်တစ်ခုကကျွန်တော်အပတ်စဉ်တနင်္ဂနွေနေ့မနေ့တိုင်းမှာခင်မွန်းကြီး10ပါအလှရရပွဲကြီးရှိပါတယ်တနင်္လာနေ့မနေ့မှာတော့ကျွန်တော်တို့နိုင်ငံခြားအမြန်သွားဖို့အလုပ်နေရအမြန်ပြောင်းဖို့အတွက်ကွန်ပဏီစီးပြီးတော့ပြုလုပ်ရတဲ့ရရရှိပါတယ်နောက်အင်္ဂါနေ့မနေ့မှာဆိုရင်တော့နဝင်းပွဲရရရှိတယ်အင်္ဂါနေ့ညပိုင်းမှာတော့ဓာတ်ကြီး၄ပါးအလှရရပွဲကြီးရှိပါတယ်ဗုဒ္ဓဦးနေ့ကတော့ချမ်ပိယက်ဖြစ်တယ်ကြာသပတေးနေ့မနေ့မှာတော့ရှေ့ဘရင်မင်းများပြုလုပ်တဲ့ခေါင်းစိတ်မင်္ဂလာရရရှိပါတယ်
တောက်ကြနေမှာကျွန်တော်တို့တရားပွဲရရရှိပါတယ်နော်ကိုယ့်ရဲ့လူရင်ဆန္ဒတွေလူရဆန္ဒတွေကိုတရားမင်းစီမှာမြန်မြန်ပြည့်ဝစေဖို့တောင်းတဲ့တရားပွဲရရပါအဲ့တော့တပတ်တာကာလမှာဗုဒ္ဓဦးနေ့ရလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပြီးတော့မင်္ဂလာချမ်းက9ရက်သားသမီးတွေရဲ့ကောင်းကျိုးကိုစွမ်းညံစွမ်းရှိသလောက်စူးစမ်းဆောင်ရွက်နေတယ်ပြီးတော့မင်္ဂလာချမ်းကိုအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့သူတွေကတော့ online ကနေပြီးတော့ဗီဒီမေးလို့ရပါတယ်နော် online က live ပေါ်နေပြီးတော့ hotline လေးတွေမှာနိုင်ပါတယ်။ Viber နံပါတ်ကတော့39992029ဆိုတဲ့ဖုန်းနံပါတ်က3996935539ဆိုတဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေအတွက်ကျွန်တော်တို့ကြာလာတဲ့တေတော်နမိတ်ကကြတော့ဓာတ်သွားတဲ့ကတရဖူးတဲ့တရဖူးနမိတ်ကြပါတယ်။တရဖူးဆိုတော့မကောင်းလားဆိုတော့ကောင်းတာပေါ့နော်။ဓာတ်နမိတ်ကကြတော့ဓာတ်နဲ့ရယူထားတဲ့တရဖူးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မလို့ဒီကာလတွေမှာအင်္ဂါသားသမီးတွေရဲ့စီးပွားရေးတွေအင်္ဂါသားသမီးများ၏အလုပ်ကိုင်းကြံစီစိတ်ကူးတွေဟာအောင်မြင်မယ်အောင်မြင်မှုတွေပေးဆက်ရတဲ့ပင်ပန်းခြင်းတွေဟာလည်းများပြားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုပ်မှာယာတိတိုးတတ်တယ်လစာတွေတိုးတတ်တယ်နေရာကောင်းတွေရတတ်တယ်အခြေအနေကောင်းတွေကြုံမှာပေါ့နော်အဲ့လိုကြုံမှုတွေလည်းကွာဆွဲလုံးလဝရိယနဲ့တော်တော်ကြီးဆိုမှတော်တော်ကြီးစိတ်မောလူမောတွေဖြစ်ပြီးတော့ကြိုးစားအားထုတ်တော့ကိုယ်စိတ်ထဲမှာဘလို့ခံစားရလဲဆိုငါရတဲ့အောင်မြင်မှုနဲ့ငါပေးရတဲ့ကြိုးစားအားထုတ်မှုကမတန်ပါလားဆိုတဲ့အတွေးတွေတောင်ပေါ်ပေါက်လာတဲ့အထိဖြစ်တတ်ပါတယ်။အဲဒီကာလတွေမှာကျွန်တော်တို့အင်္ဂါသားသမီးတွေဟာအင်္ဂါသားသမီးတွေအတွက်တကယ်လိုအပ်တာပါလဲဆိုတော့အနာယူဖို့ဖြစ်ပါတယ်။စိတ်တွေမောတယ်လူတွေလည်းမောတယ်စိတ်လည်းပင်ပန်းတယ်လူလည်းပင်ပန်းတယ်မအောင်မြင်မှတော့ပူတရားအကြောင်းမရှိပါဘူးဒီကာလမှာကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်တရဖူနမိတ်ကဘာလို့အောင်မြင်မလဲအလုံးမှာအစဉ်ပြေမယ်အလုံးမှာယာတုတိုးတတ်တယ်အလုံးမှာလစာတိုးတတ်တယ်အလုံးမှာနေရာကောင်းရတတ်တယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအောင်မြင်တတ်တယ်ဖြစ်ထွန်းတတ်တယ်လုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ကိုင်းဆောင်ရွက်ရတတ်ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေဖြစ်ထွန်းတတ်တယ်ဖြစ်မြောက်တတ်တယ်အဲ့ဒီလိုဖြစ်မယ်ရမယ်ကောင်းမယ်အောင်မြင်မယ်ဆိုတဲ့အနေအထားကိုရဖို့အတွက်ပေါ့နော်ကိုယ့်ဘက်ကဇွဲလုံးလာဝရိယတွေနဲ့အပတ်တကုတ်ကြိုးစားအားထုတ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နံပါတ်2ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့နှလုံးသားကိုဓာတ်ဆိုင်တဲ့သင်္ကေတနမိတ်ကြတာပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂါသားသမီးတွေဟာဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်ရတတ်တယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ကြားတဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်နေတတ်ပါတယ်နံပါတ်3ကတော့လူမှုရေးပေါ့နော်လူမှုရေးကတော့ကျယ်ပွင့်ဧကရီဆိုတဲ့နမိတ်ကြဒီနမိတ်ကဆိုရင်တော့အင်မတန်မှကောင်းပါတယ်လူမှုရေးကံတာကောင်းတယ်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုကိုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အင်္ဂါသားသမီးတွေဟာလူမှုရေးတော်တော်လေးကောင်းမွန်မဲ့အချိန်မှာနောက်တစ်ခုကကျွန်တော်တို့ငွေချင်းနဲ့ပတ်သက်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကံတာလည်းခွက်ပလား3လုံးပေါ့အဲ့တော့လူကျင်တာတွေရနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့ကံတာအထူးကောင်းမှာငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်သောကတွေပြင်းငိမ့်သွားမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ရစရာကြီးတဲ့ငွေတွေရမယ်ပေးစရာရှိတဲ့ငွေတွေပေးနိုင်မယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်စီးပွားရေးပြည်လည်မှာပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ကျမ်းမာရေးကတော့စိုးစိုးရွားရွားအញ្ញံခိုက်တွေပါလိမ့်မရှိပါဘူး။သူကဒုချောင်းနမိတ်ဆိုတာကောင်းတယ်။ငါပညာရေးနဲ့ပတ်သက်ရင်ကျယ်ပွင့်2ပွင့်ဆိုတော့ infinity ပါပဲတော်တော်လေးကောင်းပါတယ်။ကျယ်ပွင့် infinity ဆိုတဲ့နမိတ်ကြတယ်တော်တော်လေးကောင်းပါတယ်။အဲ့တော့ပညာရေးကိစ္စတွေကောင်းတယ်သင်တန်းတက်ဖို့ကိစ္စတွေကောင်းတယ်စောင်းဝဲဖြည့်ဆိုခြင်းနဲ့ပတ်သက်တဲ့ကံတာတွေတော်တော်လေးကောင်းတယ်လို့အကြံဉာဏ်ပေးကြပါတယ်။နောက်ခြေရင်းတော်ရင်းနဲ့ပတ်သက်တဲ့ကံတာတဲ့မေတော်ကြီးနမိတ်ကြတာပေါ့နော်။မေတော်ကြီးဆိုတာတော်တော်လေးကောင်းပါတယ်။မိခင်အမအတော်ရဲ့ကုညီပံ့ပိုးပေးမှုကိုရတတ်တယ်။အဲ့တော့အခြေရအတွက်သိချမ်းသာတတ်တယ်ချစ်သူမရှိသေးတဲ့လူဟာချစ်သူရတတ်တယ်။အိမ်တော်မကြသေးတဲ့လူဟာအိမ်တော်ကြတတ်တယ်။သာသမီယရနာမရှိတဲ့လူဟာသာသမီရင်သွေးယရနာရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါမှမဟုတ်အင်္ဂါသားသမီးတွေရဲ့ကံတရားသည်အကောင်းများတယ်လို့ပြောမှာဖြစ်ပါတယ်။ဘဝလမ်းခရီးတွေရဲ့အောင်မြင်မှုမှတ်တိုင်ရဆိုရင်တော့ကိုလိုချင်တဲ့အောင်မြင်မှုတွေကိုရ
ရနိုင်တာပါအောင်မြင်မှုတွေရမယ်အစဉ်ပြေမှုတွေကြုံရမယ်ချီးမွမ်းခံရမယ်အကျိုးမြတ်တွေဖြစ်ထွန်းမှာပေါ့နော်အဲ့ဒီတော့ကိုယ့်ဘက်ကလည်းပဲတကယ်ကိုနေမနာညမနာဇွဲလုံးနာဝရိယတွေနဲ့ပြန်နေပြီးတော့ကြိုးစားရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲဒီငါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အစိမ်းရောင်နဲ့အနီရောင်နဲ့ကောင်းပါတယ်အနီရောင်ကောင်းတယ်အစိမ်းရောင်ကောင်းတယ်ကဏ္ဍအပြင်ဆိုရင်တော့၄ကဏ္ဍတို့၁ကဏ္ဍတို့ကောင်းပါတယ်အကျိုးပေးတဲ့နံပါတ်တွေပေါ့နော်၄ကဏ္ဍ၁ကဏ္ဍကောင်းတယ်နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတဲ့လက်ဖက်ရည်တစ်ခွက်ကလူပူဇော်ပြီးတော့ဆူတောင်းမှာအင်္ဂါသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအညံ့ခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါအင်္ဂါသားသမီးများတပတ်တာကာလမှာတွေ့ကြုံမယ်ကံကြမ္မာအဆိုးအကောင်းများအတွက်ဒုက္ခကျေပွင့်တေရောနမိတ်ကိုတေရောကတ်ခုနှစ်ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်အဲကျွန်တော်တို့အယူတော်မင်္ဂလာချမ်းမှာလာမယ့်25ရက်12လပိုင်းပေါ့နော်12လပိုင်း25ရက်12လပိုင်း25ရက်မှာကြတော့ကျွန်တော်တို့ခရစ်စမတ်နေ့အုံရုပ်ပွဲရှိပါတယ်အုံရုပ်ပွဲမှာကျွန်တော်တို့စာရေးမင်းကအုံရုပ်တဲ့အောင်ဆွဲပြုပြီးတော့ကျွန်တော်တို့တပည့်တွေစုပေါင်းပြီးရွတ်ကြတာပါဆိုတော့ယူရမင်္ဂလာချမ်းမှာလည်းအုံရုပ်ပွဲရှိတယ်အုံရုပ်တယ်ဆိုတာစီးပွားရေးတို့ကျန်းမာရေးတို့လူမှုရေးတို့စတဲ့ကိစ္စတွေမှာအခက်အခဲတွေပြည်လည်ပြီးတော့လိုရာဆန္ဒတွေမြင်မြန်ဆူတောင်းပြည့်စုံဖို့အတွက်ရွတ်တဲ့အုံရုပ်ပွဲဖြစ်ပါတယ်အုံရုပ်ပွဲမှာလည်းကျွန်တော်တို့လည်းအတူတူကလာရောက်ပြီးတော့ပူပေါင်းပြီးတော့ဆောင်ရွက်နိုင်ပါတယ်အားလုံးဖိတ်မှန်တာဖြစ်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးအပေါင်းကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေဝကြပါစေအစာရည်သာပေါ်ကျော်ဝကြပါစေမကြခင်မှာစတင်မဲ့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်အသစ်ဖြစ်တဲ့နောက်တလန်းဖြစ်တဲ့ပေါ့နော် meditation center အတွက်ကျွန်တော်တို့စတင်ပြင်ဆင်နေပြီဆိုတဲ့အကြောင်းအားလုံးကိုကျွန်တော်တို့သတင်းကောင်းပါလိုက်ပါတယ်နော်ဗုဒ္ဓဘုရားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်ဗုဒ္ဓဘုရားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်ကိုတေရောကခုနှစ်ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီဟောဒရန်စီစဉ်လေးကိုပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်ရိုက်ကူးပြီးတော့တင်ပေးနေကြပါအဲ့တော့ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကနေကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်ကျွန်တော်ယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပေးရမရှိဖွင့်ပါတယ်နော်အဲ့တော့အပတ်စဉ်စနေနေ့နဲ့အင်္ဂါနေ့တိုင်းမှာနဝင်းပွဲရရရှိပါတယ်နော်ကံစင်ကံပွင့်နဝင်းပွဲရရဖြစ်ပါတယ်နောက်တနင်္ဂနွေနေ့မနေ့7နာရီမှာဆိုရင်တော့ခင်မွန်းကြီး10ပါအလှရရပွဲရှိပါတယ်အပတ်စဉ်အင်္ဂါနေ့မနေ့မှာဆိုရင်တော့နဝင်းပွဲရရရှိပြီးတော့အင်္ဂါနေ့ညမှာဓာတ်ကြီးလေးပါဆိုတဲ့အလှရရပွဲရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဗုဒ္ဓဦးနေ့ကတော့ချံပေးရဖြစ်ပြီးတော့ကြာသပတေးနေ့မနေ့မှာဆိုရင်တော့ရှေ့ပြင်မင်းမြတ်များပြုလုပ်တဲ့ခေါင်းစည်းမင်္ဂလာရတရားပွဲရှိပါတယ်။တောက်ကြနေ့မှာဆိုရင်တော့မိမိတို့လူရဆန္ဒတွေအမြန်ဆုံးပြည့်ဝစေဖို့အတွက်ပြုလုပ်တဲ့တရားပွဲရတရားရှိပါတယ်။ကျွန်တော်တို့ယူရမင်္ဂလာချံကတပတ်တာကာလပတ်လုံးခုနှစ်ရက်သားသမီးများ၏ကောင်းကျိုးကိုကျွန်တော်တို့စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ပေးနေခြင်းရှိပါတယ်။ဒီလိုမင်္ဂလာချမ်းကိုအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့မိတ်ဆွေတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ဆက်သွယ်ပြီးတော့ဗီဒီယိုဟောစတန်လေးတွေမှာနိုင်ပါတယ်399692 35လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့39992000 29ဆိုတဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောစတန်လေးတွေမှာနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးဗုဒ္ဓဦးသားသမီးတွေအတွက်ကြာလာတဲ့တေရောနမိတ်ကကြတော့ဖုန်းတော်ကြီးဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဖုန်းကြီးနမိတ်ဖြစ်ပါတယ်ဖုန်းကြီးဆိုတော့ဘာဖြစ်တာလဲဆိုတော့အေးချမ်းခြင်းတွေကိုညွှန်ပြတယ်တည်ငြိမ်ခြင်းတွေကိုညွှန်ပြတယ်ရေကန်အသင့်ကြာအသင့်ဖြစ်တဲ့သတ္တရာအစဉ်ပြေတဲ့ကံကောင်းတဲ့စိတ်ချမ်းသာပျော်ရွှင်ရတယ်ဆိုတဲ့သင်္ကေတနမိတ်ပါဒါကြောင့်မလို့ဗုဒ္ဓဦးသားသမီးတွေကဒီကာလတွေမှာအလောက်ကိုင်းတွေအစဉ်ပြေခြင်းအလုံးမှာတိုးတက်ခြင်းအလုံးမှာယာရုတိုးခြင်းလာသာတိုးခြင်းနေရာကောင်းရခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့အင်တာနက်မှာကံသာတာကောင်းမဲ့အချိန်ကာလဆိုရင်လည်းမမှားပါဘူးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ဗုဒ္ဓဦးသားသမီးတွေဆိုရင်လည်း
မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာတဲ့အင်တိုင်းအားတိုင်းတိုးချဲ့ပြီးတော့လောက်ကင်ဆောင်ရွက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားစဉ်းစားနေတဲ့ကိစ္စတွေဆိုရင်လုပ်ကိုလုပ်တင်ပါတယ်လုပ်တဲ့အတွက်လည်းဧကံမှုကြောင့်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီကာလတွေမှာခြားသာပရိသတ်သမီးဗုဒ္ဓဦးသားသမီးတွေအများဆုံးကြုံရမယ့်ကိစ္စကတော့အလှမင်္ဂလာကိစ္စတွေကြုံနိုင်ပါတယ်မျိုးရဲ့မိသားစုမှာပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတွေမှာထံမှာမိသားစုတွေမှာပဲဖြစ်ဖြစ်အလှကိစ္စတွေကြုံတတ်တယ်မင်္ဂလာကိစ္စတွေကြုံတတ်တယ်အလှမင်္ဂလာကိစ္စတွေအောင်မြင်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်မိမိတို့ရဲ့အိမ်ကိုပေါ့နော်ကိုးကွယ်စရာပုံတော်လေးတွေပါလေးတွေကြွလာတတ်တယ်ရောက်လာတတ်တယ်။ဖရာပုံတော်တို့ဘုန်းကြီးပုံတော်တို့ယတိယဟန်စတဲ့ပုံတော်စတဲ့ပုံတော်လေးတွေကြွလာတတ်ပါတယ်။အင်မတန်မှနမိတ်ကောင်းပါတယ်နော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံကြမ္မာတဲ့တမွန်းကလာမင်းကိုခွေးအောင်တဲ့ကံကြမ္မာနမိတ်ကြပါတယ်။အဲတော့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ကြီးစွာတော့ပူပင်တော့ကရောက်ရတတ်တဲ့စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ဆွေမျိုးသားချင်းရန်အန်ရဲ့အတိုက်ခံလေးတွေကြုံတတ်တယ်အနောက်ကျောက်လေးတွေကြုံတတ်တယ်အဖက်ဖက်ကနေအစင်မပြေမှုလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်ဆက်တူရှယ်ယာလုပ်မယ်လို့စဉ်းစားနေတဲ့ဘုရားဥဒ္ဒသမီးတွေဆိုရင်အခက်အခဲလေးတွေဖြစ်တတ်တာကိုသတိထားသင့်တယ်လို့ပြောချင်ပါတယ်နံပါတ်3ကတော့လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့မေတော်ကြီးနမိတ်ကြတော့ပါမေတော်ကြီးနမိတ်ကကြတော့တော်တော်လေးကောင်းပါတယ်ကိုယ့်ဘောမှာမေတ္တာထားမဲ့လူတွေကိုယ့်ဘောမှာစေတနာထားမဲ့လူတွေကိုယ့်ဘောမှာမေတ္တာစေတနာအပြည့်အဝရှိမဲ့လူတွေနဲ့ကြုံတွေ့ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လူမှုရေးကံတာကောင်းတယ်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုလေးစားမှုကိုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါငွေချင်းနဲ့ပတ်သက်တဲ့ကံတာကြတော့ဒါနမိတ်ပေါ့နော်ဒါနမိတ်ကကြတော့နည်းနည်းလေးညံ့ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်မောလူမောကြုံရတတ်တယ်ပတ်စံရစရာရှိတာတွေမရတာမျိုးတွေဖြစ်တတ်တယ်ချောချောမောမောမရတာတွေဖြစ်တတ်တယ်ပေးစရာရှိတဲ့ငွေတွေချောချောမောမောမပေးနိုင်တာမျိုးတွေကြုံရတတ်တယ်ရောဒီရမမျှော်လင့်မနဲ့ငွေကြေးကိစ္စကိုအကြောင်းပြုပြီးတော့ပူပန်တော့ကကြုံရတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ဒီကာလမှာလောင်းကစားတွေအကျိုးမပေးတတ်ပါဘူးလောင်းကစားတွေပါမလုပ်သင့်ပါဘူးလောင်းကစားလုပ်တဲ့အတွက်လည်းဆုံးရှုံးနှိမ့်ညွတ်မှုတွေကြုံရတတ်ပါတယ်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့တခြားဆိုးဆိုးရွားရွားအညံ့ခိုက်တွေကြီးကြီးမားမားအညံ့ခိုက်တွေမရှိပါဘူးကျမ်းမာရေးကံတာကောင်းတယ်ကျမ်းမာရေးကောင်းမဲ့ကံတာမျိုးရှိတာပေါ့နော်အလုတ်တားလို့မိမနေလို့အလုတ်ပန်းတဲ့အားမျိုးတွေလောက်ပဲကြုံနိုင်ပါတယ်တရားကျမ်းမာရေးစိုးစိုးရွားအညံ့ခိုက်တွေကြီးကြီးမားမားအညံ့ခိုက်တွေတော့လုံးဝမရှိပါဘူးပညာရေးနဲ့ပတ်သက်တော့ကျဲပွင့်၄ပွင့်နမိတ်ကြတယ်ဒီနမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်ပညာရေးကံတာကောင်းတယ်ပညာရေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စ조사အားထုတ်မှုတွေအယောင်ထွက်တဲ့ကံတာမျိုးဖြစ်ပါတယ်နောက်ခြေအိမ်တော်နဲ့ပတ်သက်ရင်တော့စေရထားနမိတ်ပါစေရထားနမိတ်ကကြတော့အတိုက်ခံဖြစ်တယ်ပြရာဒလန်တန်လန်ဖြစ်တယ်တယောက်နဲ့တယောက်အတွေးခေါ်တွေအယူဆတွေအမြင်တွေမတူအဲ့တော့အခြေအိမ်တော်ရေးကိုအကြောင်းပြုပြီးတော့တစ်ချက်ချက်ဖြစ်နေရတတ်တဲ့အချိန်ကာလဖြစ်တယ်စိတ်ဝမ်းကွဲရတတ်တဲ့အချိန်ကာလဖြစ်တယ်အစင်မပြေဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဘိုလ်ရူသားသမီးများတပတ်တာကာလမှာတွေ့ကြမှာကံကြမ္မာလေးတွေကိုတဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်ဘိုလ်ရူသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့ရောင်းနဲ့နီမျိုးရောင်းနဲ့အနဲ့ရောင်းနဲ့ကောင်းပါတယ်ထီတိုးတာတွေအတွက်lucky နံပါတ်ကတော့3ကဏ္ဍနဲ့9ကဏ္ဍဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဇီတီတို့ဇီယိုတို့ကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာဗုဒ္ဓဥဒ္ဒသမီးတွေကြုံတွေ့ရမယ်။မကောင်းတဲ့ကံတာအညံ့ကြိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါဗုဒ္ဓဥဒ္ဒသမီးများအတွက်တပတ်တာကာလရဲ့ကံကြမ္မာအဆိုးကောင်းတွေအတွက်တေရောနမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့လာမယ့်25ရက်နေ့ဒီနေ့မှာ25ရက်နေ့မှာခရစ်စမတ်နေ့ဖြစ်ပါတယ်ခရစ်စမတ်နေ့မှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာဆရာကြီးမင်းကအုံရွချင်းကိုအစွဲပြုတ်ပြီးတော့တပည့်တွေကရွတ်ကြတဲ့အုံရွတ်တဲ့နေ့ဖြစ်ပါတယ်အုံရွတ်တာဘာကောင်းလဲဆိုရင်မိမိတို့မှာစီးပွားရေးကျန်းမာရေးလူမှုရေးအကြက်တဲခဲခဲတွေကနေလွတ်မြောက်ပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုတွေရရှိစေတဲ့
လူရဆန္ဒတွေပြေဝစေတဲ့အခက်အခဲကြက်တွေလွတ်မြောက်စေတဲ့အုံဖြစ်ပါတယ်အဲ့ဒီအုံရုပ်ပွဲကိုကျွန်တော်တို့နဲ့အတူတကွမြည်သူတို့လာရောက်ပြီးတော့ရွတ်နိုင်တယ်ဆိုတဲ့အကြောင်းဖိတ်ပါတယ်ခရစ်စမတ်နေ့ညနေနဲ့ညဘက်အချိန်တွေမှာရွတ်မှာဖြစ်ပါတယ်နော်ဆက်သွယ်ပြီးတော့လည်းစုံစမ်းနိုင်ပါတယ်တော့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကဒုတိယနှစ်ရည်ရွယ်ချက်မျှော်လင့်ချက်ဒုတိယပန်းနိုင်ဖြစ်တဲ့ခொနည်းသားသမီးတွေအမြဲတမ်းအေးချမ်းချမ်းနဲ့လာရောက်ပြီးတော့တရားထိုင်လို့ရတယ်တရားထုတ်လို့ရတဲ့ meditation center စတင်ဆောင်ရွက်နေပြီဆိုတဲ့အကြောင်းအားလုံးကိုဝမ်းသာစရာသတင်းစကားလေးပါလိုက်ခြင်းဖြစ်ပါတယ်ကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြည့်ကြပါစေလို့ဆုတောင်းမေတ္တာလေးပို့တာပါတယ်အားလုံးမင်္ဂလာပါနော်ကြာသာပရိသတ်သမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာအဆိုးကောင်းတွေကိုကျွန်တော်တို့တေရောကကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တေရောကခုနကချပြီးတော့ဒုက္ခကျေပွင့်တေရောနမိတ်ကိုပုံမှန်တိုင်းတောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်ပါတယ်နော်ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါတယ်ယူရိုမင်္ဂလာချမ်းမှာဗုဒ္ဓဦးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါတယ်နော်ယူရိုမင်္ဂလာချမ်းမှာပြုလုပ်တဲ့နေ့စဉ်နဲ့မျှပြုလုပ်ပေးနေတဲ့ရရာကြီးတွေကဆိုရင်တော့အခချင်းငွေတပြားတစ်ချက်မှမတောင်းခံမဲနဲ့မေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့အခမဲ့ဆောင်ရွက်ပေးတဲ့ရရာတွေပဲဖြစ်ပါတယ်အင်္ဂါနေ့နဲ့စနေနေ့နဲ့ဆိုရင်နဝင်းပွဲရရာရှိပါတယ်နောက်တနင်္လာနေ့မနေ့7 နာရီမှာဆိုရင်တော့နိုင်ငံခြားကိုအမြန်သွားဖို့အလုပ်နေရာအမြန်ပြောင်းဖို့အတွက်ပြုလုပ်တဲ့ခုံဖနက်ရရာရှိပါတယ်နော်အင်္ဂါနေ့မနေ့မှာနဝင်းပွဲရရာရှိပြီးတော့အင်္ဂါနေ့ညမှာတော့ပုံမှန်တိုင်းဓာတ်ကြီးလေးပါအလှရရာပွဲကြီးရှိပါတယ်တနင်္ဂနွေနေ့နာနဲ့7 နာရီမှာဆိုရင်တော့ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်အမြတ်ထားတဲ့ခေမွန်ကြီး10 ပါအလူရရာပွဲကြီးပြုလုပ်ပါတယ်။ကြာသပတေးနေ့မနေ့7 နာရီမှာဆိုရင်တော့ရှေ့ဘရင်မင်းမြတ်များအစဉ်အဆက်ပြုလုပ်ခဲ့တဲ့ခေါင်းဆေးမင်္ဂလာရရာကြီးပြုလုပ်ပါတယ်။တောက်ကြနေ့မနေ့7 နာရီမှာဆိုရင်တော့မိမိတို့၏လူရင်ဆန္ဒတွေကိုအမြန်ဆုံးပြည့်ဝလာစေတဲ့တရားပွဲရရာရှိပါတယ်နော်။အဲ့ဒီရရာတွေအားလုံးကကျွန်တော်တို့ယူရိုမင်္ဂလာချန်ကမေတ္တာသက်သက်စေတနာသက်သက်နဲ့အခမဲ့ဆောင်ရွက်ပေးနေတဲ့ရရာကြီးပဲဖြစ်ပါတယ်အဲ့တော့တချို့ယူရိုမင်္ဂလာချန်ကိုအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့လူတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ဘေးရင်ဟောသရန်တွေမှာယူနိုင်ပါတယ်39992929ဆိုတဲ့ဖုန်းနံပါတ်ရဲ့399692 35လုံး9ဆိုတဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောသရန်လေးတွေမှာယူနိုင်ပါတယ်တော့ကြာလာပရိသတ်သမီးတွေအတွက်တဲတော်နမိတ်စတင်ပြီးတော့ဖတ်ကြားပေးမှာဖြစ်ပါတယ်။ကြာလာပရိသတ်သမီးတွေအတွက်ပထမဆုံးကြာလာတဲ့တဲတော်နမိတ်လေးကဘာနမိတ်လဲဆိုတော့ဓာနမိတ်ဖြစ်ပါတယ်။ဓာနမိတ်ဟာဆိုရင်တော့တဲ့ဓာ9လက်ဆိုတဲ့နမိတ်ပေါ့နော်။အဲ့တော့ကြာလာပရိသတ်သမီးတွေကဒီကာလတွေမှာဆိုရင်ရှေ့တိုးရမယ့်ကိစ္စတွေမှာရှေ့ကိုမတိုးနိုင်မဲနဲ့နောက်ပြန်လှည့်ကြည့်နေတဲ့ကံကြမ္မာနမိတ်မျိုးကြတာပေါ့နော်။အဲတော့ဇာတာရိသသမီးတွေကဒီကာလတွေမှာလက်ရှိအလုပ်ကနေထွက်မယ်။နောက်အလုပ်တစ်ခုကိုပြောင်းမယ်။လက်ရှိစီးပွားရေးလုပ်ငန်းတစ်ခုကိုရပ်နားမယ်။ပြီးရင်နောက်ထပ်လုပ်ငန်းတစ်ခုစတင်မယ်။စသည်ပြောနော်ဘဝမှာအနာဂတ်နဲ့အတိတ်နဲ့ကြားထဲမှာလွန်ဆွဲမှုတွေကြုံနေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။လက်ရှိလုပ်ကိုလည်းရပ်ချင်တယ်မရနိုင်လည်းဖြစ်နေတယ်နောက်လုံးမဲ့အလုပ်တွေကိုလည်းလုပ်ချင်တယ်ဒါပေမဲ့အတိတ်ကရုံးမထွက်နိုင်တဲ့အကံတရားမျိုးဖြစ်တာပေါ့နော်ဥပမာအိမ်ရောင်းမယ်အိမ်ုံ3,000နဲ့ရောင်းမယ်ရောင်းပြီးတော့ပေးစရာရှိတာလေးတွေပေးမယ်ပြီးရင်စီးပွားရေးလုပ်ငန်းတစ်ခုစမယ်အိမ်ရောင်းဖို့ကိစ္စကိုဆုံးဖြတ်ချက်မချနိုင်တာနဲ့ပဲတခြားရည်ရွယ်ချက်တွေရည်မှန်းချက်တွေဟာရှေ့ကိုမရောက်ဘဲနဲ့အဲ့မှာပဲရက်တက်နေတာမျိုးဖြစ်တတ်ပါတယ်။လက်ရှိလောက်ကနေထွက်လိုက်ရင်နောက်လုံးမဲ့အလုပ်ကကိုယ့်ဘဝအတွက်အင်မတန်မှကောင်းမွန်တဲ့အလုပ်ဆိုတာလေကိုကသိတယ်။လုပ်လို့ရှိရင်လည်းဧကံဝုချအောင်မြင်မယ်ဆိုတာလည်းဖြစ်တယ်။
ဒါပေမဲ့ကန်တရားမှာ20ရာခိုင်နှုန်းလောက်ပဲအောင်မြင်ကြီးရှိနေတဲ့လုပ်ငန်းကိုရပ်တန့်လိုက်ဖို့တို့ပြောင်းလဲလိုက်ဖို့တို့ကိုမှတတ္တိနည်းနေတာမျိုးဖြစ်တတ်ပါတယ်။ဒါလို့အနာဂတ်မှာအောင်မြင်တဲ့လောက်မအောင်မြင်တာတွေတိုးတက်တဲ့လောက်မတိုးတက်တာတွေကြုံနေရတဲ့အချိန်ကာလဖြစ်ပါတယ်နော်။အဲ့တော့ကြာသပတေးသားသမီးတွေကိုကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်တာပါလေဆိုတော့ဒီချိန်မှာဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားရဲရဲရင်ရင်ချမှတ်ရမယ့်အချိန်ကာလလို့ပြောရင်မမှားပါဘူးအတိတ်ကိုကြောခိုင်းမှာအဟောင်းတွေကိုကြောခိုင်းမှာစိန်ခေါ်မှုတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အနာဂတ်ကိုရှေ့ရှုပြီးတော့ကြိုးစားထုတ်သင့်ပါတယ်လက်ရှိမြန်မာနိုင်ငံနေလက်ရှိအလုပ်ကနေထွက်မယ်တခြားနိုင်ငံသစ်တို့အလုပ်သစ်တို့နေရာသစ်တွေအတွက်ကိုမှရည်ရွယ်ချက်ရည်မှန်းချက်ရှိနေတယ်ဆိုရင်လည်းပဲဒီနမိတ်အတိုင်းဆိုရင်အနာဂတ်ကိုပဲရှေ့ရှုသင့်တဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်။နောက်လက်ရှိနေတာကံတရားရလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားလို့တွေးရဖြစ်နေတဲ့ကိစ္စတွေးဝေနေတဲ့ကိစ္စဆိုင်းငံ့နေတဲ့ကိစ္စတွေရှိရင်အမြန်ဆုံးအကြောက်တရားကိုကြော်လွှားပြီးတော့အမြန်ဆုံးအကောင့်တွေပေါ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဒီကာလမှာကျွန်တော်ကြာသပတေးသားသမီးတွေအတွက်အကောင်းဆုံးကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားအကောင်းဆုံးပါပဲ။အဲ့တော့အနာဂတ်မှာမနေ့ပြန်ပေါင်းများစွာမှာငွေကြေးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေအခြေအနေကောင်းတွေအများကြီးကြုံတွေ့ဖို့ရှိပါတယ်။အဓိကတော့မိမိရလက်လှမ်းကင်လိုက်ဖို့ပါပဲ။အသေးချာပေါက်လည်းအောင်မြင်မဲ့ကံတာမျိုးရှိပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကံတာကတော့တော်တော်လေးကောင်းပါတယ်။နောက်တစ်ခုကတော့လူမှုရေးကံတာအထူးကောင်းတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတာလေးတွေကတော့နည်းနည်းလေးစိတ်မောလူမောကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ဒူးနာတာတို့ခါးနာတာတို့ကြုံရတတ်တယ်။ပညာရေးကိစ္စလေးတွေမှာတော့အောင်မြင်မဲ့ကံတာမျိုးရှိပါတယ်။နောက်ခြေတော်ရင်းနဲ့ပတ်သက်တဲ့ကံတာကတော့တော်တော်လေးကောင်းတဲ့ကံတာမျိုးရှိပါတယ်။အနာဂတ်မှာအေဂျင့်နဲ့တာယာတဲ့ဖြောင်ပြူးတဲ့အခြေရေးလမ်းခရီးတွေအိမ်တော်ရေးလမ်းခရီးတွေကိုဖြတ်သန်းရမယ်ကံတရားပါပဲအေဂျင့်တာယာမယ်အတိတ်နမိတ်တွေအပြည့်ရှိပါတယ်နော်ဒါတော့ကျွန်တော်တို့ကြာသပတေးသားသမီးတွေအတွက်တပတ်တာကာလမှာတွေ့ကြုံရမယ်ကံကြမ္မာအစိုးကောင်းတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်ကြာသပတေးသားသမီးတွေဟာအနာဂတ်ကိုမနေ့ဖြန်ပေါင်းများစွာကိုရဲရဲရင်ရင်တတ္တိရှိရှိနဲ့ဖြတ်တန်းသွားလာတဲ့အချိန်ကာလမျိုးလို့ပြောချင်တာပါနော်ကြာသပတေးသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရောင်တော့အဖြူရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်နှစ်ကနန်းနဲ့6ကနန်းဒီကြာသပတေးသားသမီးတွေကိုအကျိုးပေးကောင်းတဲ့နံပါတ်တွေဖြစ်ပြီးတော့ဒီတစ်ပတ်တာကာလမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ဖီနဲ့တစ်သီးနဲ့ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါနော်တစ်သီးကတော့မြည်သည့်တစ်သီးမဆိုရပါတယ်ဒါဆိုရင်တော့ကြာသပတေးသားသမီးတွေရဲ့မကောင်းတဲ့ကံစားတာအញ្ញံအခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချန်ကလာမဲ့25ရက်နေ့ညခရစ်စမတ်ညပါနော်အဲ့ညမှာကျွန်တော်တို့ယူရိုမင်္ဂလာချန်မှာအုံရွပွဲရှိပါတယ်ခရစ်စမတ်ညမှာအုံရွကြမှာပါမိမိတို့ရဲ့ကျမ်းမာရေးစီးပွားရေးလူမျိုးရေးအိမ်တော်ရေးစတဲ့ကိစ္စတွေမှာအောင်မြင်ဖို့တိုးတက်ဖို့အတွက်ကျွန်တော်နဲ့အတူတကွလာပြီးတော့အုံရွဖို့အတွက်အားလုံးကိုဖိတ်မှန်ကပြုပါတယ်ကျွန်တော်ရဲ့မိတ်ဆွေကြာသပတေးသားသမီးပေါင်းကိုကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေအစာရည်သာပေါ်ကျော်ပါစေနော်ဆုတောင်းမေတ္တာပို့တာပါတယ်မကြခင်မှာကျွန်တော်ယူရိုမင်္ဂလာချန်ကစတင်တော့မယ် meditation center အတွက်ကျွန်တော်စတင်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေစတင်လှုပ်ဆောင်နေပြီဆိုတဲ့အကြောင်းအားလုံးကိုကောင်းမြတ်တဲ့သတင်းစကားလေးပါလိုက်ပါရစေကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအားလုံးမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြရမယ်ကံကြမ္မာဆိုးကောင်းတွေအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနှစ်ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ခေါ်တဲ့စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရိုမင်္ဂလာချန်ကနေကောင်းမြတ်တဲ့
သတင်းကားလေးတွေပါနေတာပေါ့နော်ဒီကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်ဒီမှာပိတ်ရက်မရှိဖွင့်ပါတယ်ပြည်သူ့မျိုးယူရိုမင်္ဂလာချန်ကပြုလုပ်တဲ့ရရတွေကိုပေါ့နော်အခါချင်းငွေတပြားတစ်ချက်မှာမတောင်းခံမနဲ့မေတ္တာတက်တဲ့စေတနာတက်တဲ့နဲ့ဆောင်ရွက်ပေးတဲ့ရရတွေဖြစ်ပါတယ်နော်ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်အင်္ဂါနေ့နဲ့စနေနေ့နဲ့မှာနဝင်းပွဲရရကြီးရှိပါတယ်တနင်္ဂနွေနေ့မှာဆိုရင်တော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားတဲ့ခင်မွန်ကြီး10ပါအလှရရပွဲကြီးရှိပါတယ်တနင်္လာနေ့မှာဆိုရင်တော့တနင်္လာနေ့မနေ့7:00 နာရီမှာနိုင်ငံခြားကိုမြန်သွားဖို့အလုပ်နေရာအမြန်ပြောင်းဖို့အတွက်ပြုလုပ်တဲ့ခုံဖနက်ရရရှိပါတယ်အင်္ဂါနေ့မနေ့မှာနဝင်းရရရှိပြီးတော့အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါအလှရရပွဲကြီးရှိတာပေါ့နော်ကြာသပတေးနေ့မှာပါကျွန်တော်တို့ခေါင်းစည်းမင်္ဂလာရရရှိတယ်တောက်ကြနေ့မှာတော့ကျွန်တော်တရားမင်းကိုလူဒန်းဆက်ကတ်တဲ့တရားပွဲရရရှိပါတယ်ဒါတွေအားလုံးကကျွန်တော်တို့ယူရိုမင်္ဂလာချန်ကမေတ္တာစေတနာတက်တဲ့နဲ့ဆောင်ရွက်ပေးတဲ့ရရကြီးတွေပဲဖြစ်ပါတယ်နောက်တစ်ခုကယူရိုမင်္ဂလာချန်ကိုအကြောင်းမျိုးမျိုးနဲ့မလာရောက်နိုင်တဲ့သူတွေကတော့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ရဲ့Viber နံပါတ်တွေဖြစ်တဲ့39969235လုံးခုနှစ်ဆိုတဲ့ Viber နံပါတ်က39992029ဆိုတဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောသရန်လေးတွေမှာယူနိုင်ပါတယ်နော်အဲ့တော့တောက်ကြသားသမီးတွေတွေပထမဆုံးကြာလာတဲ့ကံကြမ္မာနမိတ်ကကြတော့ဒုံနှစ်ချောင်းဆိုတဲ့တဲတော်နမိတ်ဖြစ်တယ်ဒီနမိတ်ထဲမှာဆိုရင်တော့လူလင်တယောက်ကကဘာလုံးကိုကင်ဆောင်ထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေပြည့်မြောက်ခြင်းတွေရရှိတော့မဲ့အချိန်လို့နားလည်ရမှာပေါ့နော်အဲ့တော့မိမိတို့ရဲ့စီးပွားရေးတွေလုပ်ငန်းဆောင်တာတွေမှာကျွန်တော်တို့ခက်ခဲတွေကြုံနေရင်လည်းစိတ်မညစ်ပါနဲ့စိတ်ဓာတ်မကြပါနဲ့အောင်မြင်မှုကလက်ဝယ်ပိုင်ရရှိတော့မဲ့အချိန်ကာလဖြစ်ပါတယ်အလုပ်အကိုင်တွေအစဉ်ပြေနိုင်တယ်လူမျိုးသားဘာသာကြားတွေကုညီမဆမှုကြုံရတတ်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ခရီးကိစ္စတွေမှာချောချောမောမောအောင်မြင်ဖို့ရှိတယ်လက်ရှိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်တော့လုပ်ငန်းတိုးချဲ့ရခြင်းတွေလုပ်ငန်းတိုးတက်မှုတွေဧကမှုချရတတ်တာပေါ့နော်နောက်နိုင်ငံခြားခရီးကိစ္စထူးထူးခြားခြားအောင်မြင်တတ်တဲ့အချိန်ဖြစ်တယ်နောက်အစိုးရဝန်ထမ်းလုပ်တွေကုမ္ပဏီဝန်ထမ်းတွေလုပ်ကိုင်လုပ်နေတဲ့တောက်ကြသားသမီးတွေဆိုရင်ဒီကာလတွေမှာယာဒူတိုခြင်းတို့လသာတိုခြင်းတို့နေရာကောင်းရခြင်းတွေကြုံရတတ်ပါလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားလုပ်ရင်ဖြစ်မှာလားမဖြစ်ဘူးလားရပ်ထားမလားနောက်ဆုံးမလားဆက်လုပ်ရမလားအဲ့လိုမျိုးပေါ့စိတ်ထဲမှာတွေးရဖြစ်နေတဲ့ကိစ္စတွေအတွက်ဆိုရင်တော့ဒါလုပ်ကိုလုပ်တင်ပါတယ်တော်တော်လေးလည်းကောင်းပါတယ်ကံကြမ္မာကောင်းတယ်ပေါ့နော်နံပါတ်1ကကျွန်တော်တို့အဲ့ဒီအလုတ်အကင်စီးပွားရေးနဲ့ပတ်သက်တဲ့တဲတော်နမိတ်နဲ့တိုက်ရိုက်ဆက်သွယ်တဲ့နမိတ်ကကြတော့ခွက်ဖလား3လုံးဆိုတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ခွက်ဖလား3လုံးဒီအမျိုးသမီး3ယောက်ကခွက်ဖလား3လုံးကိုကင်မြောက်ပြီးတော့အောင်ပွဲခံနေတဲ့အောင်ပွဲရသွားတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်ကံတာအထူးကောင်းပါတယ်ငွေကြေးကိစ္စတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြည့်စုံခြင်းပြည်လည်ခြင်းတွေရမယ်ထီပေါက်တဲ့ကဲ့သို့ငွေအစုလိုက်ပြုံလိုက်ဝင်တတ်တယ်ရစရာကြီးတဲ့ငွေတွေချောချောမောမောရသွားတတ်တယ်ပေးစရာကြီးတဲ့ငွေတွေကလည်းချောချောမောမောပေးအပ်နိုင်မဲ့ကံတာမျိုးရှိပါတယ်တော့ဒီကာလမှာကျွန်တော်တောက်ကြသားသမီးတွေအတွက်ထီကန်ဆန်းတဲ့အချိန်ကာလဆိုရင်လည်းမမှားပါဘူးနောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့မေတော်ကြီးဆိုတော့ကောင်းတာပေါ့အေးချမ်းခြင်းတွေကိုညွှန်ပြကျမ်းမာရေးကံတာကောင်းတယ်ကျမ်းမာရေးညံ့နေရာကနေကျမ်းမာရေးတွေပြန်လဲပြီးတော့ကောင်းမွန်တိုးတက်သွားတတ်တယ်ဆရာကောင်းသမားကောင်းတွေ့ပြီးတော့စေကောင်းဘာကောင်းတွေ့သွားတတ်တယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာလည်းအကောင်းများပါတယ်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့နည်းနည်းလေးအဖို့ထက်ကလေးတွေအခက်အခဲလေးတွေကြုံရတတ်တာပေါ့နော်တချို့စိတ်မပါတဲ့ဆွေမျိုးသားချင်းတွေကိုစီးပွားရေးလုပ်ငန်းတွေလုပ်ဖို့တို့အလုပ်ကိုင်တွေပူးတွဲလှုပ်ဆောင်ဖို့တို့အချိန်ကုန်ခံပြီးတော့အားကုန်ခံပြီးတော့သိပြီးတော့တိုက်တွန်းပြီးတော့စူးစမ်းမနေပါနဲ့နော်ကိုယ်စွမ်းဉာဏ်စွမ်းจิตတော့ကိုလုံနိုင်တဲ့လောက်ကိုယ်တိုင်ပဲလှုပ်သင့်ပါတယ်ကိုယ်တိုင်လှုပ်ရင်တော့ဧကံမှုကြအောင်မြင်မှာပါပဲ
ဒီကခက်ခဲရပါလေဆိုကိုကဖြစ်စေချင်တာနော်ကိုကအရင်ဖြစ်စေချင်တယ်ဖြစ်စေချင်တော့ကိုတူလေးတွေတူမလေးတွေကိုလာဘာလုပ်မယ်ညာလုပ်မယ်ပေါ့ကိုရဲ့ဆွေမျိုးသားချင်းတွေကိုစီးယုံတယ်ကိုကရှေ့ကနေပြီးတော့စီးယုံသိမ့်သိမ့်နေပေမဲ့နောက်ကကြတော့ပါမလာဘူးနော်လိုက်မလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကိုပဲစိတ်လည်းမောတယ်ကိုပဲလူလည်းမောတယ်စိတ်လည်းပင်ပန်းတယ်လူလည်းပင်ပန်းတယ်အဲ့တော့တက်နိုင်တော့တောက်ကြသားသမီးတွေစီးပွားရေးလုပ်ငန်းဆောင်တာနဲ့ပတ်သက်ရင်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်လုပ်တာတဲ့ဆိုင်တယောက်တည်းလုပ်တာပိုကောင်းတာပေါ့နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံစာတာတွေကတော့တော်တော်လေးကောင်းတယ်ဒီကတော့ပြည်ပနိုင်ငံခြားပညာတော်သင်ကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်မဲ့ကံစာတာမျိုးရှိပါတယ်သင်တန်းတက်ကိစ္စတွေအစဉ်ပြေမဲ့ကံစာတာမျိုးရှိတယ်အဖက်ဖက်ကနေပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရမဲ့ကံစာတာမျိုးရှိတယ်နောက်တောက်ကြသားသမီးတွေအခြေအနေနဲ့ပတ်သက်ရင်ဒုလေးချောင်းဆိုတဲ့နမိတ်ကြတာပေါ့နော်ဒုလေးချောင်းနမိတ်မှာဆိုရင်တော့အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ကပန်းနေနဲ့ဝေရမ်းပြီးတော့အောင်ပွဲခံနေဆိုတဲ့နမိတ်ကြတာပေါ့ဒီနမိတ်ကအင်မတန်မှကောင်းပါကံသာတာကောင်းတာပေါ့နော်အဲ့တော့အခြေအနေကံသာတာအထူးကောင်းပါတယ်ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိမ်တော်မရှိသေးတဲ့လူတွေအိမ်တော်ရတတ်တယ်အခြေအနေနဲ့ပတ်သက်ရင်ကံသာတာအထူးကောင်းပါဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေကြုံကြောင့်စေတဲ့ကြောင့်လည်းကိစ္စတို့မင်္ဂလာကိစ္စတို့ပြုလုပ်ဆောင်ရွက်ဖို့အတွက်ရည်ရွယ်ချက်ရည်မှန်းချက်ရှိတဲ့တောက်ကြသားသမီးတွေဆိုရင်အောင်မြင်မဲ့ကံတာမျိုးရှိပါတယ်အဲ့တော့အားလုံးအချုံအောင်ပြောရမယ်ဆိုရင်တော်တော်လေးကံတာကောင်းသောအချိန်ကာလလို့ပြောမှာပါနော်အဲ့တော့တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်နဲ့အနီရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အကြောင်းကြီးငယ်ကိစ္စရှိတဲ့ကအနီရောင်ဝါရောင်လေးတွေဝစ်စင်ဆောင်သင့်ပါတယ်ကဏ္ဍလေးတွေကတော့တေကဏ္ဍ5ကဏ္ဍအကျိုးပေးတယ်5ကဏ္ဍတေကဏ္ဍအကျိုးပေးပါတယ်နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံတို့ခေါက်ဆွဲကတ်လူပူဇော်ကြဆုတောင်းမှာအညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ဒီလ25ရက်နေ့ခရစ်စမတ်နေ့မှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာအုံရုပ်ပွဲရှိပါတယ်နော်ညနေရနေပြီးတော့ညအထိပေါ့အဲ့တော့မိမိတို့ရဲ့ကျမ်းမာရေးစီးပွားရေးလူမျိုးရေးအိမ်တော်ရေးစတဲ့ကိစ္စတွေမှာပွင့်လန်းတိုးတက်စေဖို့အတွက်အုံရုပ်ပွဲကိုကျွန်တော်တို့နဲ့တူတူကလာရောက်ပြီးတော့ဆင်နွှဲနိုင်တယ်ဆိုတဲ့အကြောင်းအားလုံးကိုလေးစားစားနဲ့ဖိတ်မနကပြုပါတယ်ပြီးခဲ့တဲ့နှစ်တုန်းကအုံရုပ်ပွဲမှာလည်းပဲလာကျင်တဲ့လူတွေဒီနှစ်စားနိုင်ပါတယ်နော်ကဲကျွန်တော်တို့မိတ်ဆွေ9ရက်သားသမီးအပေါင်းနဲ့ကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းမင်္ဂလာပါနော်စနေသားသမီးများအတွက်ကျွန်တော်တို့တစ်ပတ်ကိုတစ်ခါတောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်ရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေဝင်တဲတော်နမိတ်ကိုတဲတော်ကခုနကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောဒရန်စီတင်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ယူရောမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်ယူရောမင်္ဂလာချမ်းမှာပြုလုပ်တဲ့ရတရားတွေဆိုရင်တော့ရတရားကြီးဘာကြီးညာကြီးတပြားတစ်ချက်မှာတောင်းခံခြင်းမရှိဘဲနဲ့မေတ္တာတက်တက်စေတနာတက်တက်နဲ့ခုနှစ်ရသားသမီးတွေရဲ့ကောင်းကျိုးအတွက်နေ့စဉ်ပြုလုပ်ပေးနေတဲ့ရတရားကြီးတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ချမ်းမှာယူရောမင်္ဂလာချမ်းမှာပြုလုပ်တဲ့ရတရားတွေကတော့အပတ်စဉ်စနေနဲ့အင်္ဂါနေ့မနေ့7နာရီဆိုရင်နဝင်းပွဲရတရားကြီးရှိပါတယ်နော်ကံစင်ကံပွင့်နဝင်းပွဲရတရားရှိပါတယ်တနင်္ဂနွေနေ့မှာမနေ့7နာရီမှာဆိုရင်တော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအထွတ်အမြတ်ထားတဲ့ခင်မွန်ကြီး7ပါးအလှရတရားပွဲကြီးရှိပါတယ်တနင်္လာနေ့မနေ့7နာရီမှာဆိုရင်တော့နိုင်ငံခြားအမြန်သွားဖို့အလုပ်နေရာအမြန်ပြောင်းဖို့အတွက်ပြုလုပ်တဲ့ခုံမနက်ရတရားရှိပါတယ်။အင်္ဂါနေ့မနေ့မှာတော့ပုံမှန်တိုင်းနဝင်းပွဲရတရားရှိပြီးတော့ကျွန်တော်တို့အင်္ဂါနေ့ညဘက်မှာဆိုရင်တော့ဓာတ်ကြီးလေးပါအလှရတရားပွဲကြီးရှိပါတယ်။ဗုဒ္ဓဦးနေ့ကတော့ခြံပိတ်ရက်ဖြစ်တဲ့ကြာသပတေးနေ့မနေ့7နာရီမှာရှေ့ဘရင်မင်းတရားများအစဉ်အဆက်ပြုလုပ်ခဲ့တဲ့ခေါင်းစည်းမင်္ဂလာရတရားရှိပါတယ်။
တောက်ကြနေမနေ့၈နာရီမှာကျွန်တော်တို့တရားပွဲရတရားရှိပါတယ်နော်အဲ့လိုနဲ့9ရက်တာကာလပတ်လုံးပေါ့နော်9ရက်6ရက်တာကာလပတ်လုံးတစ်ပတ်တာကာလပတ်လုံးကျွန်တော်တို့9ရက်သားသမီးတွေရဲ့ကောင်းကျိုးအတွက်ဒါနေ့ပြုလုပ်ပေးနေတဲ့ရတရားတွေဖြစ်ပါတယ်အဲ့တော့အကြောင်းမျိုးနဲ့ယူတော်မင်္ဂလာချမ်းမလာရောက်နိုင်တဲ့လူတွေကတော့ကျွန်တော်တို့ online ကနေပြီးတော့ Viber ကနေပြီးတော့ဟောသတန်းလေးတွေမှာယူနိုင်ပါတယ်ကဲစနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကြာလာတဲ့တေတော်နမိတ်ကတဲ့ဒါလူလင်းဆိုတဲ့သင်္ကေတနမိတ်လေးဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုတော့မြင်းသီးရက်မဲ့တယောက်ကကလောင်ကရင်းနဲ့ပေါ့နော်ဒါနဲ့အဲ့လိုနမိတ်မျိုးပါနမိတ်ရဆိုရင်တော့နည်းနည်းလေးညံ့ပါတယ်တော့စနေသားသမီးတွေကဒီကာလတွေမှာမမျော်လင့်မဲ့အတိုက်ခံလေးတွေကြုံတတ်တယ်မမျော်လင့်မထားဘဲနဲ့အနှောက်အယှက်ကလေးတွေဖြစ်တတ်တယ်လုပ်ငန်းဆောင်တာတွေကိုလုပ်ကင်ဆောင်ရွက်တဲ့နေရာမှာအဖြတ်ဝင်တတ်တဲ့သဘောပါပဲအဲ့တော့သတိတရားလေးကိုလက်ကင်ထားပြီးတော့စီးပွားရေးတို့လုပ်ငန်းဆောင်တာတွေကိုချက်ထွင်တင်တယ်လုပ်ကင်ဆောင်ရွက်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်နောက်တစ်ခုကလက်ရှိလုပ်ကနေထွက်မယ်တခြားလုပ်ကိုပြောင်းမယ်ရွှေ့မယ်လို့စိတ်ကူးထားတဲ့စနေသားသမီးတွေဆိုရင်အထူးသတိထားသင့်ပါတယ်အလုပ်တစ်ခုနဲ့တစ်ခုကြားစီးပွားရေးလုပ်ငန်းတစ်ခုနဲ့တစ်ခုကြားအခြေအနေတစ်ခုနဲ့တစ်ခုကြားထဲမှာအဆင်မပြေမှုကဲကဲလေးတွေကြုံရတတ်ပါတယ်နံပါတ်1ကတော့လက်ရှိလုပ်နေတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုထပ်ပြီးတော့လုပ်ရင်ကောင်းမလားမကောင်းလားတိုးချဲ့ရင်ကောင်းမလားမကောင်းလားလို့ချင်းချိန်နေတဲ့သူတွေဆိုရင်လည်းပဲနည်းနည်းသတိထားသင့်တယ်ပေါ့နော်မျော်လင့်မထားဘဲနဲ့အခက်အခဲတွေကြုံရတတ်တဲ့အခြေအနေမျိုးတွေရှိတယ်အဆင်မပြေမှုတွေကြုံရတတ်တဲ့အခြေအနေမျိုးရှိပါတယ်အလုံးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးသတိထားပြီးတော့လုပ်ပါလက်ရှိဆက်ပြီးတော့အင်တိုင်းအားတိုက်တွေလုပ်ဖို့အတွက်လည်းအခြေအနေတွေခေတ်ကာလတွေအစစရပါအကုန်ချိန်ဆပြီးတော့မှလုပ်တင်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်အဲ့တော့ပြောချင်တာကတော့အလော30မလုံးနဲ့အလော30လုပ်ရင်အမှားယွင်းလေးတွေကြုံရတတ်ပါတယ်နံပါတ်2ကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်ပေါ့နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အားမလို့အားမရဖြစ်တာမျိုးလေးတွေကြုံရတတ်ပါတယ်ကိုယ်အနေနဲ့ရှေ့ဆက်ပြီးတော့စီးပွားရေးတွေလုပ်ငန်းဆောင်တာတွေကိုအင်တာအားတိုက်လုပ်ကျင်ပေမဲ့လည်းကိုယ်နောက်ကဆွေမျိုးသားချင်းတွေကကိုဆရာထက်တန်သလိုမထက်တန်တာမျိုးကိုပြောသလိုမလုပ်တာမျိုးအကောင့်ထဲမပေါ်တာမျိုးတွေကြောင့်ဆွေမျိုးသားချင်းတွေနဲ့ပြုမှုပြောဆိုဆက်ဆံရတဲ့ကိစ္စတွေမှာအဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာကတော့တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုတွေလူအများကြီးလေးစားမှုတွေလူအများကြီးတန်ဖိုးထားမှုတွေကိုအပြည့်အဝရတတ်တာပေါ့နော်အပြည့်အဝရရုံများမကနာမည်ကျော်ကြားခြင်းတွေပါရောဆက်ပြီးတော့ပါဝင်နေတဲ့ကံကြမ္မာနမိတ်မျိုးဖြစ်တာပေါ့အဲ့တော့ကိုကလူစီးပွားရေးတွေအဆင်ပြေတယ်အဲ့စီးပွားရေးအဆင်ပြေတဲ့အကြောင်းကိုနာမည်တွေကျော်ကြားတတ်တာပေါ့ကိုယ့်ရဲ့နာမည်ကုံသတင်းတွေကလည်းပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာထင်ပေါ်ကျော်ကြားခြင်းတွေကြုံရတတ်တယ်အဲ့တော့ဒီကာလမှာလူမှုရေးနဲ့ပတ်သက်ရင်တော့တော်တော်ကောင်းပါတယ်အကူအညီတွေရတတ်တယ်အဆက်အသွယ်တွေရတတ်တယ်လူချစ်လူခင်တွေများတတ်တယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတတ်ပါတယ်နောက်တစ်ခုကကျွန်တော်စနေသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာကတော့ကျယ်ပွင့်9ပွင့်ဆိုတဲ့နမိတ်ကြတော့ပေါ့ကျယ်ပွင့်9ပွင့်နမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်ကောင်းတယ်အဆင်ပြေမယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာကောင်းတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရမယ်ဖက်ဖက်ကနေအဆင်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေကြုံမယ်ဒါပေမဲ့တခုသတိထားမှာပတ်စံကိစ္စနဲ့ပတ်သက်လာရင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကြုံလာရင်စနေသားသမီးတွေအနေနဲ့သူတစ်ပါးကိုအာကိုတာသူတစ်ပါးထံကတေချာတိကျတွက်တာအဲ့ဒါမျိုးတွေမပြုလုပ်ပဲနဲ့ကိုနီးကိုယ်ရနဲ့ကြိုးစားထုတ်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်ကိုယ့်ရဲ့ဇွဲလုံးနာဝရိယကိုပဲအာကိုတာပြုတင်ပါတယ်နောက်တစ်ခုကကျွန်တော်ကျမ်းမာရေးပေါ့နော်စနေသားသမီးတွေရဲ့ကျမ်းမာရေးအားဆိုရင်တော့ကျယ်ပွင့်10ပွင့်နမိတ်ကျယ်ပွင့်10ပွင့်နမိတ်ကကြတော့အင်မတန်မှကောင်းပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာကောင်းတယ်ကျမ်းမာရေးစိုးစိုးရွားရွားအညံ့ခိုက်တွေမရှိဘူးကြီးကြီးမားမားအညံ့ခိုက်တွေမရှိဘူးကျမ်းမာရေးညံ့နေတော့ကျမ်းမာရေးကကောင်းသွားနိုင်တော့နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းတက်ဖို့ကိစ္စတွေစောင့်ဝဲဖြည့်ဆို့ခြင်းနဲ့ပတ်သက်တဲ့ကံတာတွေမှာကြတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပြီးတော့လုပ်ကင်ဆောင်ရွက်ရတတ်တဲ့အခြေအနေမျိုးရှိတယ်အခြေအနေနောက်ရင်းနဲ့ပတ်သက်ရင်တော့နှလုံးသားမှာဓာတ်ဆိုင်တဲ့နမိတ်ကြအဲ့တော့နည်းနည်းလေးစိတ်ညစ်ရတတ်တယ်နည်းနည်းလေးစိတ်တော့ကရောက်ရတတ်တယ်
အခြေအိမ်အောင်ရေးအတွက်သုံးပွင့်ဆိုင်ဇလန်းတွေဖြည့်ရှင်းနေရတာနဲ့အခက်အခဲလေးတွေကြုံရတတ်ပါတယ်အားလုံးကိုခြုံငုံသုံးသပ်ရင်အလော30မလုပ်ပါနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူများကိုအာမကိုပါနဲ့ဆွေမျိုးသားချင်းတွေကိုလည်းရှေ့တန်းမတင်ပါနဲ့ကျန်တဲ့စီးပွားရေးကျန်းမာရေးလူမှုရေးအိမ်အောင်ရေးကံတာတာတွေကတော့အထူးကောင်းမွန်မဲ့ကံတာတာမျိုးရှိပါတယ်ခရီးသားသမီးများအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အနဲ့ရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်အနဲ့ရောင်လေးတွေဝတ်ပါအစိမ်းရောင်လေးတွေဝတ်ပါနော်ခုနှစ်ကနန်းနဲ့၄ကနန်းဟာအင်မတန်မှကံကောင်းတဲ့ lucky နံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုထမ်းလျက်ခဲဆက်တခဲကလူပူဇော်ပြီးတော့ဆုတောင်းပါအညံ့ကြိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိပေးမှာဖြစ်ပါတယ်လာမယ့်25ရက်နေ့ဒီဇင်ဘာ25ရက်နေ့ခရစ်စမတ်နေ့မှာကျွန်တော်တို့ယူတော်မင်္ဂလာချမ်းမှာအုံညိုပွဲရှိပါတယ်ကျွန်တော်နဲ့အတူတူကလာရောက်ပြီးတော့အုံညိုဆိုနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြေဝကြပါစေလို့ဆုတောင်းမေတ္တာများလိုက်လဲပို့သလိုက်ပါတယ်ဗျာတို့ရဲ့မိသိက္ခာ channel ကလေးပါတယ်ကျွန်တော်တို့မိသိက္ခာ channel ကလေးကျွန်တော်တို့ရဲ့မိသိက္ခာ channel ဟာဆိုရင်ဒီဟောသမျှကိုဦးစားပြီးတင်ဆက်ပေးတဲ့ channel လေးတွေခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ရဲ့ channel လေးကိုကြပါနောက်နေ့မြဟောသမျှအမြဲတမ်းစင်တဲ့အတွက်လည်းမိသားစုကောင်းလေးကိုတောင်းလဲမြအောင်ဆက်လုပ်တော့ပြီးတော့ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်